ကျွန်တော်မြန်မာနိုင်ငံကနော်ဘလောက်ဘီဘိုးများလဲပေါ့နော်ကျွန်တော်ပြောလို့တော့မရဘူးပြောလို့မပြောသင့်ဘူးတော့ထင်ရတယ်ပေါ့နော်တော်တော်များတယ်တော့ဘလောက်ဘာကြောင့်များလဲဆိုတော့ကျွန်တော်ပြောသလိုမဖြစ်ရင်လည်းမဖြစ်ဘူးဖြစ်ရင်လည်းသူကအဆုံးပဲအဲ့တော့မပေါ်သင့်ဘူးဆိုတော့ဒါလုံးဝမပေါ်သင့်ဘူးလို့ပြောတာပေါ့နော်အဲကြောင့်မို့ကျွန်တော်တို့ကအရင်စစ်ပါနော်စစ်ပြီးမှကုသင့်တယ်ဆိုကုလိုက်ရှေ့မှာလည်းအများကြီးပြောထားတယ်အချက်6ချက်နဲ့တိုက်ပါ6ချက်ထဲမှာ2ချက်ညင်ကုပါမညင်မကုနဲ့ဒါပေမဲ့ပုံမှန်လေးချက်က6လတစ်နှစ်တခါတော့ပြန်စစ်ပေါ့နော်အဲ့တော့ကိုကဘယ်အဆင့်မှာရည်ရှိနေလဲနော်မပေါ်သင့်ဘူးဆိုတာအဲ့ဒါအမှန်ပဲအများကြီးပဲဘိုင်းအောင်ပြီဆိုရင်အဲ့ဒါသွားပြီဘီဘိုးဆိုရင်အသက်ကင်ဆာပဲသူကပြပြီဟဲ့ဆိုရင်တော့ကင်ဆာမှပဲပြတော့တာပေါ့နော်အဲ့ဒါမှသူ့ကို silent killer တိတ်တဆိတ်လူသက်သမားပဲအဲ့လိုမျိုးအများကြီးပဲကျွန်တော်မြန်မာနိုင်ငံကနော်ဘလောက်ဘီဘိုးများလဲပေါ့နော်ကျွန်တော်ပြောလို့တော့မရဘူးပြောလို့မပြောသင့်ဘူးတော့ထင်ရတယ်ပေါ့နော်တော်တော်များတယ်တော့ဘလောက်ဘာကြောင့်များလဲဆိုတော့အဲ့ဒါရထားခဲ့လိုက်တော့ခုလောလောဆယ်မှာမွေးလာတယ်မြန်မာနိုင်ငံမှာဥဝဲလို့မွေးလာတဲ့မွေးကန်းထဲမှာစထိုးတာဘီဘိုးပဲအဲ့ပြီးတော့2လ3လ4လမှာထိုးတဲ့6မျိုးဆက်တွေ5မျိုးဆက်တွေမှာလည်းဘီဘိုးပါတယ်ဒါပေမဲ့နော်ကျွန်တော်ပြပြမယ်မွေးကင်းစကလေးတွေထိုးတဲ့ဆေးတွေကလည်းအောင်မောင်ကပြန်စစ်ရတယ်9နှစ်ပြင်ပြန်စစ်ရတယ်ကျွန်တော်ကလေးတွေကတော့3កောင်မွေးထားကျွန်တော်ကလေး3កောင်ပဲထားပါတော့2កောင်ကမအောင်ဘူးနဲတော့ကျွန်တော်ပြန်ထိုးတာ1កောင်ပဲအောင်အဲ့တော့5မျိုးဆက်တွေတို့6မျိုးဆက်တွေမှာပါတဲ့ကာဝယ်ဆေးတွေကအဲ့လောက်ကြီးတီတော့တာရှည်မခံဘူးလို့တော့ထင်တာပေါ့နော်ကျွန်တော်နိုင်ငံအနေနဲ့တိတ်မကြိုက်ဘူးလို့ပဲကျွန်တော်ယူဆတာပေါ့ဒါကျွန်တော်ရဲ့ percent ဒါကျွန်တော်ရဲ့ဝန်ခံကျွန်တော်ဒါကျွန်တော်သိချာမသိဘူး study လည်းမသိဘူးကျွန်တော်တွေ့ရှိချက်ကိုပဲကျွန်တော်ပြောတာအဲ့တော့ကိုကလေးကမွေးတော့ထိုးထားတယ်ဆိုပေမဲ့လည်းမြန်မာနိုင်ငံမှာနေတော့9နှစ်ပြည့်တော့ပြန်စစ်ပါမရှိဘူးပေါ့နော်ရှိမယ်လို့ပြောတာမဟုတ်ကလေးဆိုတာသူကကိုခံအရန်ကောင်းတယ်သူကဘီဘိုးဝင်သွားတယ်သူပျောက်တယ်ဆက်လီမီတက်တောင်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကာဝယ်ဆေးထိုးထားတယ်ဆိုပြီးစိတ်ချလို့မရဘူးဘာလို့ဆိုတော့မြန်မာနိုင်ငံကလူတရာမှာမရှိပါဘူးဆို9လောက်ဖြစ်နေတယ်နော်ဒါအောက်ထစ်ကိုပြောတာကဲဒါ 5% ပဲတွက်လိုက်နော်မြန်မာပြည်လူတွေတန်း90မှာ 5% နော် 5% ပဲထားမကောက်ဘူးပေါ့နော်ဒီထက်တော့မကောက်ဘူးဖြစ်နိုင်တယ်ကျွန်တော်တေချာမစစ်လို့ပေါ့နော်တနိုင်ငံလုံးစစ်ကြည့်လိုက် 5% မကောက်လောက်5နဲ့တန်းချလောက်ရှိတယ်10ယောက်မှာ1ယောက်နီးပါးတော့မဟုတ်တော့မှာအယောက်20မှာ1ယောက်2ယောက်လောက်ဖြစ်နေတယ်ဆိုတော့များတယ်ပေါ့နော်100မှာ9ယောက်လောက်ဆိုရင်ကိုများနေပြီပြရတဲ့ပဲလေပိတ်ဆိုင်တဲ့ဆိုင်ဝင်သွားလိုက်လူ100လောက်ရှိတဲ့ဆိုင်ဆိုတေချာပေါင်း9ယောက်6ယောက်ရှိမှာပေါ့နော်ပြီးရတော့အဲ့တော့မှပွားတာလည်းရှိတယ်မပွားတာလည်းရှိတယ်ပေါ့နော်အဲ့တော့သူပွားတဲ့သူနဲ့တွေ့လို့ကိုကကာဝယ်ဆေးထိုးမထားလို့ဆိုရင်တော့ဒါကိုထိုင်နေကိုကံဖြစ်သွားနိုင်တယ်အဲ့လိုမျိုးဆိုတော့မြန်မာနိုင်ငံမှာနေတော့ဘီဘိုးတော့ပတ်သက်ပြီးတော့မပေါ်သင့်ဘူးလို့ပဲသိထားရင် okay just enough ရပြီ